မောင်အောင်ဆိုတာအရှမ်းကိုစိတ်တဘောထားဖြစ်စင်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူဟာဆင်းရဲပေမဲ့လေတခြားသူတွေကိုကူညီဖို့အတွက်အမြဲတမ်းအသင့်ရှိနေတတ်တယ်။မောင်အောင်မှာကြောဆိုတဲ့တင်ငယ်ချင်းတစ်ယောက်ရှိရဲ့။ကြောကတော့အရှမ်းကိုညံ့များပြီးအတားကြီးရုံတင်မကလောဘလေကြီးရဲ့သူတစ်ယောက်။မောင်အောင်ဟာတောထဲကိုထင်းခုတ်ဖို့သွားနေရောလမ်းမှာကြောနဲ့ဆုံနေ။မင်းဖေသွားမလို့လေ။ငါကတော့အနားယူမလို့လေ။အဖေကဒီလောက်အများကြီးခြံထားပြီးခဲ့တဲ့ပစ္စည်းဥစ္စာတွေကငါဟာတွေကြီးပဲလေကဲမင်းသွားတော့မောင်အောင်ဟာလည်းရှောက်ရင်တော်ရီကိုရှောက်သွားပြီးထင်းခုတ်ဖို့စတင်လိုက်ပါတယ်သူထင်းခုတ်နေရောမှာပဲသူရဲ့ပစင်ဟာလက်ထရာလွတ်ပြီးရှေကန်ထဲကိုကျသွားတော့တယ်ဒါကိုမြင်တော့မောင်အောင်ကထုတ်ခတ်ပါပဲဒါဘလို့ဖြစ်ရတာလဲအခုငါထင်းဘလို့ခုတ်ရတော့မလဲပစင်အစ်စ်ဝယ်ဖို့လေငါမှပတ်စံမရှိဘူးအခုငါဘာလုပ်ရမလဲဒီရေကန်ထဲကိုစင်းရှာမှာပဲပစင်ကိုပြန်ရတော့မယ်မောင်အောင်ဟာရှေကန်ထဲကိုခုန်ချလိုက်ပြီးရှေးကိုသွားရင်လည်းထူဆန်းတဲ့မော်လောကတကူတွေကိုရှောက်သွားတယ်။ဒီရေကန်ကဒီလောက်ကြီးပြီးဒီလောက်လောက်မှငါမသိခဲ့ပါလား။သိတာသိရင်ဒီကိုလည်းပတ်ဖို့အမြဲလာမှာ။ဟောကြည့်စမ်း။တစ်ပင်တောတောင်တွေကလည်းဘလောက်စိမ့်နေလိုက်လေ။ငါမေ့သွားရဲ့။ငါပစင်တာရှာတာပဲ။ကဲငါပစင်ကိုအမြဲရှာမှမဟုတ်ရင်ဒီနေ့စားဖို့တောက်ဖို့တော့အဆင်ပြေမှာမဟုတ်တော့ဘူး။မောင်အောင်ဟာလမ်းလျှောက်ရင်သူ့ပစင်ကိုဟိုတီလိုက်ရှာတော့တယ်။အဲ့ဒီချိန်မှာအဖိုးတယောက်ကိုတွေ့လိုက်ရတာကြောင့်သူဟာအဲ့ဒီအဖိုးစီကိုတွားလိုက်တယ်။အဖိုးကျွန်တော်ပစင်ကိုတွေ့မိလိုက်ကျွန်တော်ထင်းခုန်နေရောလက်ထရလွတ်ပြီးရေကန်ထဲကိုကျသွားလို့ပါ။ဒါလေပစင်အကြောင်းတော့အဖိုးမသိဘူး။ဒါပေမဲ့အဖိုးကိုတကူလာကူညီပါအောင်။အဖိုးအရန်ပိုက်စာနေလို့ဒီတစ်ပင်ဘောကအသီးတချို့အဖိုးအတွက်ခူးပေးပါလား။အဖိုးစိတ်ပူပါနဲ့ကျွန်တော်အသီးတွေခူးပေးပါမယ်။မောင်အောင်ဟာခဲနေပေါပြီးအသေးလေးခူးပေးလိုက်ပြီးအဖိုးကိုပေးလိုက်တယ်။ကျေးဇူးပါသားလေးရဲ့ကျေးဇူးပါပဲ။မင်းရဲ့ပစင်ကိုမင်းပြန်ရမှာပါ။ဟုတ်ကဲ့ပါအဖိုးကျွန်တော်ရှေ့ကိုဆက်သွားပြီးရှာကြည့်ပါအောင်မေ။မောင်အောင်ဟာရှေ့ကိုဆက်လျှောက်သွားတယ်။လမ်းလျှောက်ရင်းနဲ့စိတ်လေးတကောင်အော်ဟစ်နေရဲ့အတန်ကြားလိုက်ရတယ်။အတန်ကြားတော့မောင်အောင်ရက်သွားပြီးကြည့်လိုက်တဲ့အခါစိတ်လေးတကောင်ကျင်းနေပြုတ်ကျနေပြီးသူ့မိရဟိုဟိုတီကူနေလိုက်တောင်းနေရကိုတွေ့လိုက်ရတယ်။ဒါကိုမြင်တော့မောင်အောင်ကစိတ်လေးကိုကျင်းနေကနေဆွဲတင်ပေးလိုက်တယ်။ကျေးဇူးများကြီးတင်ပါရှင်။ကျမရဲ့ကလေးကိုကဲထုတ်ပြီးလို့ပါ။ဒါလူသားတစ်ယောက်နေနဲ့တခြားသူတွေကိုညီရမယ့်တောင်းဝန်ပဲလေ။ကဲကျွန်တော်ရှေ့ကိုဆက်သွားတော့မယ်။မိရဲ့ကလေးကိုဂရုစိုက်နော်။မောင်အောင်ဟာလမ်းလျှောက်ရင်းနဲ့ဆက်တွဲနေမိရဲ့။တကယ်လို့ပစိန်သားပြန်မတွေ့ရင်ငါဘာလုပ်ရမလဲ။ဘယ်လိုရှာဖွေစားတော့ရမလဲ။ငါဘဝဘာဖြစ်သွားမှလဲ။အဲ့ဒီချိန်မှာပဲနတ်သားတစ်ပါးပေါ်လာပြီးပြောတယ်။ဘာဖြစ်လို့လဲ။မင်းဘာလို့ဒီလောက်တောင်စိတ်ညစ်နေရလဲကျွန်တော်ပစင်ကိုရှာမတွေ့လို့ပါကျွန်တော်ဒီလောက်ကြာအောင်ပစင်ကိုလိုက်ရှာနေရပါဒါပေမဲ့မင်းကဘာတူလဲကျွန်တော်ကဒီကိုရောက်လာလူသားတစ်ယောက်ပါနှစ်သားကရွှေပစင်တစ်လက်ကိုထုတ်လိုက်ပြီးမေးတယ်ဒါမင်းရဲ့ပစင်လားမဟုတ်ပါဘူးဒါကျွန်တော်ရဲ့ပစင်မဟုတ်ပါဘူးကျွန်တော်ပစင်ကတန်နဲ့လှုပ်ထားတာပါမအောင်မင်းရဲ့ရိုးသားမှုတွေငါအယံဝမ်းသာပါတယ်မင်းကအစောပိုင်းကဗိုက်စာနေရဲ့အဖိုးကိုလည်းကူညီခဲ့တယ်ပြီးတော့စိတ်လေးကိုလည်းကယ်ပေးခဲ့တယ်။အခုငါအရန်ပျော်ပါတယ်။ပြောစမ်းမအောင်မင်းဘာလို့ချင်တာလဲ။ကျွန်တော်ရဲ့ပစင်လေးပဲပြန်ပေးပါ။ကျွန်တော်တခြားဘာမှမလုပ်ချင်ပါဘူး။နတ်သားဟာဝမ်းသာအားရနေမောင်အောင်ကိုသူ့ရဲ့ပစိန်နဲ့အတူအဝိစားတစ်တွေဖလဲကုံနေနဲ့ရွှေပစိန်တစ်လက်ကိုပါပေးလိုက်ပြီးရေကန်ပြင်ဘက်ကိုပြန်လို့ပေးလိုက်တယ်။မောင်အောင်ဟာအရန်ပျော်သွားပြီးအိမ်ကိုပြန်လာပါတယ်။လမ်းမှာကြောနဲ့ဆုံနေ။မောင်အောင်မင်းကတော့ဘယင်တပားလို့ဖြစ်နေပါလားဒါရီအားလုံးပမာရခဲ့ရလေမောင်အောင်ကကြကြောကိုအဖြစ်ပြအလုံးပြောပြလိုက်တယ်မောင်အောင်ပြောတာကိုကြားပြီးတော့ကြကြောဟာပြောတယ်တကယ်ပဲလားဒီပစ္စည်းတွေအားလုံးရေကန်ထဲမှာနေရနေတာပေးရလားဟုတ်တယ်ကြကြောဟုတ်တယ်ကဲငါအိမ်ပြန်တော့မယ်အလုပ်တွေလည်းလုပ်ရှာရှိတယ်လို့မောင်အောင်ဟာဒီလိုပြောပြီးအဲ့ဒီကနေထွက်သွားပါတော့တယ်အိမ်နောက်ကြကြောဟာပစိန်တလက်ကိုယူပြီးရေကန်စီကိုသွားတယ်ပြီးတော့တမင်သက်သက်ပစင်ကိုရေကန်နဲ့ပြစ်ချလိုက်တယ်။ပြီးတော့ရေကန်နဲ့ခုန်ချလိုက်တယ်။ခဏကြာမှတော့ထူဆန်းတဲ့မော်လောကတွေကိုရောက်သွားပြီးလမ်းလျှောက်သွားတယ်။ခဏကြာတော့သူဟာအဲ့ဒီအဖိုးနဲ့ဆုံနေ။ဟေ့အဖိုးကြီးဒီမှာနတ်သားကိုကျွန်တော်မှတွေ့နိုင်မလဲ။တားလေအဖိုးအရင်ဆုံးတစ်ခုကျွေးပါအောင်။ဘာအရန်စာနေလို့ပါ။ဒီတစ်ပင်ကအသီးတချို့အဖိုးအတွက်ခူးပေးပါအောင်။လမ်းပြောပြမှာဆိုလဲပြောပြ။ငါမှအသီးခူးပြီးအချိန်ဖြုံးနေဖို့အချိန်မရှိဘူးထားလိုက်ပါတော့ငါဘာတန်ငါပဲသွားတော့မယ်
ကြော်ကြော်ဟာဆက်လျှောက်သွားတယ်ခဏကြာမှတော့စိတ်မာကြီးနဲ့စိတ်လေးကိုတွေ့ပြီမယ်ကြော်ကြော်ဟာသူတို့ကိုလည်းမကူညီပဲရှေ့ကိုပဲကြော်သွားတယ်ကြော်ကြော်ဟာလမ်းလျှောက်ရင်းနဲ့အရန်ပင်ပန်းလာတယ်ပြီးတော့တနေ့ရောက်မှထိုင်နာရင်ပြောလိုက်တယ်နတ်သားကလည်းဘာလို့မတွေ့သေးရလဲအချိန်တွေအများကြီးကုန်နေပြီအဲ့ဒီအချိန်မှာနတ်သားရောက်လာပြီးပြောတယ်ဟေ့မင်းဘာလို့ဒီလောက်တော့စိတ်ညစ်နေရလဲကျွန်တော်ပစိန်ပြောက်သွားလို့ပါရှားနေရကြပြီရှားလို့မရဘူးဖြစ်နေရဒါမင်းရဲ့ပစိန်လားဟုတ်တယ်ဒါကျွန်တော်ရဲ့ပစိန်ပဲမင်းကအရန်ရက်ဆက်ပြီးလိန်ညာတတ်တယ်ဖြင့်လောပါလေကြည့်ရလို့ပဲမင်းကတမင်တက်တဲ့ရေကန်လေးကိုပစိန်ပစ်ချခဲ့တာမင်းရဲ့စိတ်ကအရန်မင်းညစ်တယ်မင်းရဲ့စိတ်ထားတိုင်းမင်းရဲ့တကူလုံးကိုမဲသွားငါလုပ်လိုက်မယ်နတ်သားဟာသူ့ရဲ့တကူနဲ့ကြော်ကြော်ရဲ့တကူလုံးကိုမဲနဲ့သွားအောင်လှုပ်လိုက်ပြီးရေကန်အပြင်ဘက်ကိုပြန်မောင်းထုတ်လိုက်ပါတော့တယ်